Ye Prime Juboma Dak Lukore Amelai Tawali ha Legimuri Lonibare Tuha Korea Musum Tombi Nemirigo Petala Kayaga Kutakure Yaudeka 2 years Kenaga Aninama Akupitu Kweshini Chow Achapyabare Daka Tane Naukani Yotia Takai Me Kwega Achemika Gwenangevare Niku Neau Type Pijabi Kwega Datko Kuya Nitagu Atonchabu 3 billion Lampianibareတိုက်ပွဲပြင်းထန်လာပြီးနောက်ခွဲကတဲ့ကိုထောင်းပိတ်မိသွားစေပေမဲ့တမပြစ်ခဲ့ပါဘူးတက်ကအရှုံးမပေးတဲ့အတွက်ခွဲကသူတို့ရက်နေတဲ့ကြောက်တိုင်ကိုဖျက်ချလိုက်ရတဲ့ဟာ6ထဲပြုတ်ကျသွားပါတယ်ဒါပေမဲ့သူဟာနေရန်ကိုဆွဲကင်ပြီးပြန်တက်လာကခွဲကိုထပ်မံတိုက်ခိုက်ခဲ့ပါတယ်နောက်ပိုင်းမှာတော့သူတို့ရဲ့အာကာသယာဉ်ပေါ်မှာခွဲကတက်ကိုအဲရမျိုးနယ်မှာနေရာရဖို့အတွက်တားကောင်တကောင်ရွေးချယ်ဖို့ပြောပါတယ်တက်ကမတည်နိုင်တဲ့တရဝါ college ရှိရာတေမင်းတမန်ဂျူကျန်းနာကိုတွားချင်နေပါတယ်သူ့ဖေတောင်ကြောက်ရတဲ့အဲ့ဒီတတဝါကူမှအမဲလိုက်ပြီးသူဟာအားနဲ့သူမဟုတ်ကြောင်းတက်တီပြချင်နေတာပါခွဲကသဘောမတူပေမဲ့တက်ခက်ကတော့ဂရိတစ္ဆာပြုလိုက်ပါတယ်အဲ့ဒီအချိန်မှာသူတို့အဖေကြရောက်လာပြီးတက်ခက်ကိုအားနဲ့လွန်းလို့တက်ပစ်ဖို့ခွဲကိုအမိတ်ပေးခဲ့ကြောင်းဖွင့်ဟလိုက်ပါတယ်ဒါပေမဲ့ခွဲကတက်ကိုအခွင့်အရေးပေးခြင်းတဲ့အတွက်ဂျာရဲ့တိုက်ခိုက်မှုကြားကနေတက်ခက်ကိုအာကာသရင်ပေါ်တင်ပြီးလွှတ်ပေးလိုက်ပါတယ်ခွဲဟာဂျာကိုအစွမ်းကုန်ခုခံတိုက်ခိုက်ရင်နောက်ဆုံးမှာအဖေဖြစ်သူရဲ့တက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်သူဟာအသက်မထွက်ခင်လေးမှာပဲညီဖြစ်သူတဲ့အတွက်ဂျန်နာဂျိုစီသွားမဲ့ရင်ကိုခလုံးနှိပ်ဖွင့်ပေးခဲ့ပါတယ်ရင်ပြန်တက်သွားချိန်မှာဒါခိတတိလက်သွားပြီးပြန်လို့လာတဲ့အခါရင်ဟာပျက်စီးပြီးဂျန်နာဂျိုဘောကိုအချိန်နဲ့ပြုတ်ကျနေပါတယ်သူဟာတောအုပ်ထဲကိုပြက်ကျသွားပြီးစိတ်ပြက်လက်ပြက်အော်ဟစ်မိပါတယ်ဒါပေမဲ့စိတ်တက်မကြပဲတတဝါဆိုးကိုရှာဖို့လက်နက်တွေကိုစစ်ဆေးပါတယ်တောထဲမှာနွယ်ပင်လိုတရဝါရီရဲ့တိုက်ခိုက်မှုကိုခံရပေမဲ့တက်ကကျွမ်းကျင်စွာပြန်လည်တိုက်ခိုက်ပြီး6ကမ်းပါးပေါ်ကိုထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒီနောက်တက်ခါမြစ်ထဲမှာဒဏ်ရာစီးကြောရင်းဘုံအဖြစ်သုံးလို့ရတဲ့အပင်တစ်မျိုးကိုရှာတွေ့ခဲ့ပါတယ်။သူဟာ Coast ကိုဆက်ရှာရင်းနဲ့ထူးဆန်းတဲ့အနီရောင်ပင်တွေရှိတဲ့ကွင်းပြင်တစ်ခုကိုရောက်လာပါတယ်။အဲ့ဒီမှာအတိုက်တစ်ခုတည်းပိတ်မိနေတဲ့ဆက်ဆိုတဲ့နန်တို့အမျိုးသမီးလေးကိုတွေ့ပါတယ်။ဒီကအနီရောင်ပင်တွေရဲ့အက်တွေဟာလူကိုထုံကျင်စေနိုင်ကြောင်းသတိပေးပါတယ်။တက်ကအပင်ရဲ့အက်တွေမှန်ပြီးမူးဝေလာချိန်မှာလာကိုလက်နက်လမ်းပေးလိုက်ပါတယ်။တက်ကသူမကိုလာတိုက်တဲ့လင်းနှကြီးကိုတက်ပစ်ပြီးတက်ကိုကဲတင်လိုက်ပါတယ်။တက်ကသူမဟာ Whale Newtona Corporation ကပို့လိုက်တဲ့ synthetic တယောက်ဖြစ်ကြောင်းပြောပြပါတယ်။သူမဟာ college ရှိတဲ့နေရာကိုလမ်းပြပေးနိုင်တယ်လို့ကမ်းလှမ်းတဲ့အတွက်တက်ခိတ်ကသူမကိုခေါ်သွားဖို့သဘောတူလိုက်ပါတယ်။သူတို့ခီးသွားရင်လမ်းမှာအက်ဆစ်နဲ့ပြစ်တဲ့တရဝါတွေကိုတွေ့ရပေမဲ့တရဲ့အကြံဉာဏ်နဲ့ကြော်ဖြတ်နိုင်ခဲ့ပါတယ်။ညဘက်စခန်းချတဲ့အခါတက်ကသူမရဲ့အရင်ဖွဲ့သားတွေအကြောင်းနဲ့သူမနဲ့ရုပ်ချင်းတူတဲ့ထပ်ဆက်အကြောင်းပြောပြပါတယ်။တစ်ဖက်မှာလည်းထက်ဆန်နိုးလာပြီးတက်ကိုကဲတင်ဖို့ပြင်ဆင်နေပါတယ်။နောက်တနေ့မှာဒက်ကအမဲလိုက်ရင်ထူးဆန်းတဲ့တရဝါလေးတစ်ကောင်နဲ့တွေ့ပါတယ်။အဲ့ဒီတရဝါလေးကဒက်ကိုအားကျပြီးလိုက်လုံနေပါတယ်။သူတို့၃ယောက်ဟာ Wonderboy ဆိုတဲ့တရဝါကြီးရဲ့ဖန်ဆီးခြင်းကိုခံရပေမဲ့တရဝါလေးရဲ့အကူအညီနဲ့လွတ်မြောက်လာပြီးဒက်ကအဲ့ဒီတရဝါကြီးကိုတတ်နိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့ Tesson နဲ့သူမရဲ့အဖွဲ့ဟာဒက်ကိုလိုက်ရှာရင်းတက်ရဲ့ပြစ်ကျနေတဲ့ရင်ကိုတွေ့ရှိသွားပါတယ်။ဒက်နဲ့သူတို့ဟာတရဝါလေးကိုဘလို့နာမည်ပေးပြီးအတူတူစခန်းချရင်းခီးဆက်နေကြပါတယ်သူခုံချပြီး9မိနစ်40စက္ကန့်ကြာမှထပ်စတယောက်စိတ်ဝင်စားဖို့ကောင်းတဲ့ယူကြားလက်နက်တော်တော်များများကိုတွေ့သွားပါတယ်။အဲ့ဒီထဲမှာသူမလက်ကိုခဲသွားစေတဲ့လက်ပစ်ပုံလည်းပါဝင်ပါတယ်။နောက်တနေ့မနက်မှာတော့ဒက်ခစ်ကဘောက်ကိုထားခဲ့ပြီးတားကိုခေါ်ထုတ်သွားပါတယ်။သူကတယောက်တည်းအမဲလိုက်မဲ့တဲ့ကတော့ကရိယာတစ်ခုပဲမို့လို့ထဲတွက်เสียရမလို့ဘူးလို့အတင်းကျပ်ပြောပါတယ်။တဲ့ကသူ့ကိုဝန်ပလွေတွေအကြောင်းနဲ့အုပ်စုလိုက်ဘလို့အမဲလိုက်ကြတယ်ဆိုတာကိုပြောပြပါတယ်။ဒါပေမဲ့အုပ်ချုပ်တဲ့ offer ဆိုတာအမဲအများဆုံးလိုက်နိုင်သူမဟုတ်ပဲအုပ်စုကိုအကာအကွယ်ပေးနိုင်သူဖြစ်တယ်လို့ရှင်းပြပါတယ်တက်ကတော့ဒါကိုသဘောမပေါက်ပဲသူဟာအသက်နိုင်ဆုံး offer ပဲဖြစ်ရမယ်လို့ဆိုပါတယ်ညနာမှာ call file တစ်ခုကိုတွေ့ပြီးနောက်သူတို့နှစ်ယောက်ဟာအဲ့ဒီဘက်ကိုဆက်သွားရာကနေတာရဲကြီးဖြည့်ဆည်းထားတဲ့တဲရဲ့စခန်းကိုရောက်သွားပါတယ်အဲ့ဒီမှာပျက်စီးနေတဲ့ဆက်ရုပ်ကိုယ်တွေကြားထဲကနေတဲရဲ့ခြေထောက်တွေကိုပြန်တွေ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပြုပြင်တဲ့ဆက်ကအလုံးလုံးနေသေးလို့သူမရဲ့ခန္ဓာကိုယ်နှစ်ပိုင်းကိုပြန်ဆက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့အချိန်တော့နည်းနည်းပေးရမှာပါ။သူမကိုကူညီခဲ့တဲ့အတွက်တက်ကိုကျေးဇူးတင်ပေမဲ့သူမရဲ့အဖွဲ့သားတွေကိုခေါ်ဖို့အချက်ပြလွတ်လိုက်ပြီးဖြစ်လို့တက်ကိုထွက်သွားဖို့တောင်းပန်ပါတယ်။လက်ရဲ့အဖွဲ့ကလည်းဒီသားရဲကိုလိုက်နေတာဖြစ်လို့တက်ကိုအသက်မခံနိုင်ဘူးလို့ပြောပါတယ်။ဒါပေမဲ့တက်ခစ်ကတော့လူရဲဘောကြောင့်တလို့ထွက်ပြေးတာထက်ဂုံတိတ်ခါရှိရှိရင်ဆိုင်မဲ့ဆိုပြီးညှင်းဆိုပါတယ်။စခန်းပြက်ကြီးထဲမှာဖိတ်စင်နေတဲ့စီတွေကိုတက်ကမီးရှို့ပြီးမီးကိုတိမ်တိုက်ဖန်တီးလိုက်ပါတယ်မကြခင်မှာပဲ Colossus တာရဲကြီးပေါ်လာပြီးတက်ခစ်ကိုလွှင့်ပစ်လိုက်တာကြောင့်သူ့ဓာတ်ပျက်စီးသွားပါတယ်တက်ကတန်တိုဒန်စ်တစ်ခုကိုဒိုင်းဖြစ်သုံးပြီးတာရဲကြီးရဲ့ဘိုက်အောက်ကိုရှော့တိုက်ဝင်ကလှိဖြက်လိုက်ပါတယ်ပြီးတော့သူ့ဓာတ်မြောက်နဲ့တာရဲရဲ့ခေါင်းကိုဖြစ်ပေါက်ပြီးအမီးကိုဖျက်ချလိုက်ပါတယ်ဒါပေမဲ့တာရဲကြီးကဒဏ်ရာတွေချက်ချင်းပြန်ကျသွားတဲ့အစွမ်းရှိတာကြောင့်ဒါဟာဘာလို့တရက်ခက်လဲဆိုတာသိတာသွားပါတယ်တာရဲကြီးကဓာတ်ကိုဖမ်းပြီးပြုပြင်ရေးဆက်ပေါ်ပြစ်တင်လိုက်တဲ့အတွက်စပွဲပေါ်ကတရဲခြေထောက်တွေပြုတ်ကျကုန်ပါတယ်တာရဲကထပ်ဖမ်းတဲ့အချိန်မှာတော့ဒါကီကသူ့ရှာကိုလှိဖြက်ပြီးလွတ်အောင်ယုံပါတယ်တိုက်ပွဲကဆက်ဖြစ်နေပြီးဓာတ်ကသူ့မခြေထောက်တွေကိုပြန်ယူဖို့ကြိုးစားနေချိန်မှာဓာတ်ကတိုက်ခိုက်မှုတွေကိုရှောင်နေရပါတယ်အဲ့ဒီအချိန်မှာဓာတ်ကမြေပြင်ပေါ်ကတနက်ကိုတွေ့ပြီးတာရဲအာယုံပြောင်းသွားအောင်လှမ်းပစ်ပါတယ်
ဒီခွင့်ရေးကိုတုံးပြီးတက်ကတားရဲရဲ့ပါစက်ထဲကိုတန်ကြိုးနဲ့ပစ်သွင်းကဆက်နဲ့အတင်းဆွဲလိုက်ပါတယ်ပြီးတော့လက်ရဲ့တနက်ကိုယူပြီးဆက်တိုက်ပစ်ပါတော့တဲ့တားရဲကအမီးနဲ့ပြန်တိုက်တဲ့အခါတက်ကရှောင်လိုက်ပြီးတူလောင်ယုံတကားနဲ့ညှက်ပိတ်လိုက်ပါတယ်ပြီးတော့တားရဲရဲ့ကိုပေါ်ကနေခုန်တက်ပြီးသူ့ခေါင်းကိုဖျက်ချလိုက်ပါတယ်ဒါပေမဲ့စိတ်မကောင်းစရာကဒါဟာတားရဲကိုတတ်ဖို့မလုံလောက်သေးပဲခေါင်းကကိုနဲ့ပြန်ဆက်သွားပါတယ်ခေါလတ်ကတက်ကိုခြေဝါးနဲ့ဖိထားပြီးအနံ့ခံကြည့်ပါတယ်သူရတဲ့အနှမ်းကြောင့်တားရဲကဆက်မတိုက်တော့ပါဘူးအဲ့ဒီအချိန်မှာပဲထက်ဆာကလက်ပစ်ပုံတစ်လုံးပစ်လိုက်ပြီးဒက်နဲ့တားရဲကြီးနှစ်ခုလုံးကိုဖမ်းဆီးဖို့အတွက်အေးခဲပစ်လိုက်ပါတယ်ခဏကြာတော့ဒက်တယောက်အဖွဲ့သားတွေရဲ့ရင်ပေါ်ကစပွဲတစ်ခုမှာချီနှောင်ခံထားရလျက်နိုးလာပါတယ်တဲကတော့ပြုပြင်ရေးဆက်နဲ့ဆက်ထားလို့ဆက်ပိတ်ထားတဲ့အခြေအနေမှာရှိနေပြီးထက်ဆာကသူမရဲ့အချက်လက်တွေကိုဖက်ကြည့်ပြီးပါပြီရဲတွေကအားနေတဲ့ကလေးတွေကိုတက်လိရှိတာကြောင့်ဒါဘာလို့အသက်ရှင်နေလဲဆိုတာသူမနားမလည်နိုင်ဖြစ်နေပါတယ်ပြီးတော့သူမရဲ့ကုမ္ပဏီမှာပါဝင်ခွင့်ရတာဟာဒက်အတွက်ဂုဏ်ယူစရာလို့ပြောပါတယ်အဲ့ဒီနောက်ဆက်ကိုနှိုးလိုက်ပြီးတားရဲ့နှက်ကောင်ရလာတဲ့အတွက်ချီးကျူးပါတယ်ဒက်ကိုစမ်းသပ်ဖို့အတွက်နာကျင်စေတဲ့စေးတစ်မျိုးကိုထိုးလိုက်ပါတယ်ဒက်ကဒက်ဟာအားနေပြီးစမ်းသပ်ဖို့မတင်တော့ဘူးလို့ပြောကသူ့ကိုကယ်ဖို့ကြိုးစားပါတယ်လက်နက်တွေကိုပဲတိမ်ပြီးဒက်ကိုလွှတ်ပေးဖို့အကြံပြုပါတယ်ဒါပေမဲ့ထက်ဆကနမူနာသားစာလိုချင်သေးတာကြောင့်ဒက်ရဲ့ခေါင်းကိုကေဘယ်ကျိုးနှစ်ခုနဲ့ချိတ်ပြီးနှိပ်စက်ပါတယ်စိတ်ပြတ်သွားတဲ့ဒေကစက်ကိုပိတ်လိုက်ပြီးသူတို့ဟာအမိန့်ကိုပဲနာခံတဲ့စက်ရုပ်တွေထပ်ပိုတင်တယ်လို့ပြောပါတယ်တကယ်တော့သူမကသူတို့ကိုညီမတွေလိုဖြစ်စေချင်တာပါဒါပေမဲ့ထက်ဆာကသူမဟာသားကိုကယ်ဖို့ပြန်လာတာမဟုတ်ပဲကော့စတာရဲ့အတွက်ပြန်လာတာလို့ဖွင့်ပြောလိုက်ပါတယ်သူမကအားနေသူတွေကိုဖယ်ရှားတဲ့ရဲတွေရဲ့ရိုးရာကိုလက်ခံပြီးဒါကိုပျက်စီးနေတဲ့အရာလို့ခေါ်လိုက်ပါတယ်အဲ့ဒီအချိန်မှာထက်ဆစီကိုကဘာမြေကဖုံးလာတာကြောင့်ဒါကိုတစ်တာတဲ့ထဲကိုအဆောင်ကိုအမိတ်ပေးပြီးထွက်သွားပါတယ်အဆောင်ကရေစကားမပြောတတ်တာကြောင့်သူ့ရဲ့ကရိယာတစ်ခုကိုဖွင့်ခိုင်းဖို့တက်ကတာကိုအကူအညီတောင်းပါတယ်သူကအဲ့ဒီကရိယာဟာမြေပုံဖြစ်တယ်လို့အဆောင်ကိုလိန်ပြောပြီးဖွင့်ခိုင်းလိုက်တဲ့အခါအဆောင်ရဲ့ခေါင်းပေါက်ကွဲသွားပါတယ်ဒက်ကဒက်ကိုလှုပ်ပေးလိုက်ပြီးအချက်ပေးတန်ထွက်လာတာကြောင့်အဆောင်တွေရောက်လာပြီးဒက်ကိုဝိုင်းပစ်ကြပါတယ်ဒေကနောက်ဖေးတကားကိုဖွင့်ပေးလိုက်ပြီးဒက်ကရေတကွန်ထဲကိုခုန်ချကလွတ်မြောက်သွားပါတယ်ခဏကြာမှတော့ဒက်ဟာပြက်ကျနေတဲ့သူ့ရဲ့တင်မောကိုပြန်တွေ့ပြီးဒဏ်ရာတွေကိုကုသပါတယ်ဒါပေမဲ့လက်နက်တွေတခုမှမကျန်တော့ပါဘူးသူဒီဂျိုကနေထွက်သွားဖို့စဉ်းစားပေမဲ့သူ့အကူရဲ့အုတ်ထုပ်ကိုကြည့်ပြီးအကောင်းဆုံးဝင်ပလွေဆိုတာအုပ်စုကိုကာကွယ်ပေးသူဖြစ်တယ်ဆိုတာကိုသတိရသွားပါတယ်ဒက်ကတောထဲကိုပြန်သွားပြီးလက်နက်အဖြစ်သုံးနိုင်မဲ့တဘာဝအန္တရာယ်တွေကိုစုဆောင်းပါတော့တယ်ဖန်သားလို့ထက်တဲ့မျက်ပင်တွေတန်းပွင့်ကစူးတွေနဲ့အက်ဆစ်လောက်ကောင်တွေကိုရှာဖွေပါတယ်သူအလုတ်လုံနေတော့ဘွက်နဲ့စုံပြီးသူ့ရဲ့တရွေးနှံကိုရသွားပါတယ်အဲ့ဒီတော့မှဘဟာခေါလတ်ရဲ့သားဖြစ်နေပြီးသူဟာလည်းအဲ့ဒီအနက်ရှိနေလို့အသက်ချမ်းသာရခဲ့တာကိုသဘောပေါက်သွားပါတယ်ဒါကြောင့်ဒက်ကဘောက်ကိုသူ့တရွေးတွေနဲ့ပြန်တုပ်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့သူကသေးရဲ့ခြေထောက်တွေကိုလွှတ်ပေးလိုက်ပြီးပိုင်ရှင်ရှိရာကိုနောက်ယောင်ခံလိုက်သွားပါတယ်စခန်းတစ်မှာတော့ဒက်ခါအယိုးတွေနဲ့လှုပ်ထားတဲ့ချက်ဝတ်တစားကိုဝတ်ပြီးပေါ်လာပါတယ်သူကအဆောင်ကိုအက်ဆစ်နဲ့ပစ်ပေါက်ပြီးနှိမ်နှင်းလိုက်ပါတယ်ခြေထောက်တွေကတစ်တာထဲမှာပိတ်မိနေတဲ့ဒက်စီကအချက်ပြမှုကိုလိုက်သွားပါတယ်အဆောင်နှစ်ယောက်ကခြေထောက်တွေကိုတိုက်ခိုက်ဖို့ကြိုးစားချိန်မှာဒက်ကမျက်ပင်နဲ့လှုပ်ထားတဲ့ကြားပုတ်နဲ့အမြန်နှိမ်နှင်းလိုက်ပါတယ်ဘက်ကလည်းအဆောင်တစ်ယောက်ကိုစက္ကန့်ပိုင်းအတွင်းဖျက်ဆီးပြီးကူညီပါတယ်သူတို့နှစ်ယောက်ဟာစခန်းထဲကိုခိုးဝင်ပြီးလမ်းမှာတွေ့တဲ့အဆောင်တွေကိုရှင်းလင်းပါတယ်တစ်ဖက်မှာလည်းဒီအစာကခေါလတ်တာရဲကြီးနဲ့အတူမကြခင်ပြန်လာမယ်လို့ကုမ္ပဏီကိုအစီရင်ခံနေပါတယ်ဒက်အကြောင်းမေးတဲ့အခါမှာတော့သူတေပြီလို့ပဲဖြေပါတယ်ဒက်ကတဘာဝလက်နက်တွေနဲ့ဆက်ရုပ်အဆောင်တွေကိုတယောက်ချင်းရောအုပ်စုလိုက်ပါတိုက်ခိုက်ချင်မှုပါတယ်။တက်ခွဲကန်းထဲမှာအဆောင်တစ်ယောက်ကသူ့ကိုပိတ်မိအောင်လုပ်လိုက်တဲ့အခါဒက်ကမတ်အိမ်ကိုခွဲလိုက်ပြီးနွေပင်နမူနာနဲ့အဆောင်ကိုတက်လိုက်ပါတယ်။ခြေထောက်တွေကတက်ရှိတဲ့တစ်တာကိုတွေ့သွားပြီးအဆောင်ကိုတက်ကတစ်တာကိုဖွင့်ပေးလိုက်ပါတယ်။တင်နိုးလာပြီးဝမ်းသာသွားပေမဲ့အဆောင်တွေလာတန်ကြားလို့ပြန်အိတ်ချင်အောင်ဆောင်နေပါတယ်။ခြေထောက်တွေကအဆောင်ကိုကန်ချလိုက်ပြီးတဲကခုံထွက်ကတိုက်ခိုက်ပါတယ်။ခန္ဓာကိုယ်နှစ်ပိုင်းစလုံးကတိုက်ပွဲမှာအပြန်အလှန်ကူညီကြပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပူးပေါင်းပြီးကျန်တဲ့အဆောင်တွေကိုအပြည့်ရှင်းလိုက်ပါတယ်။တက်ကလည်းတစ်တာစီရောက်လာပေမဲ့အထဲမှာဘာမှမရှိတော့ပါဘူးအဆောက်တယောက်ကသူ့ကိုနောက်ကနေတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာတက်ကတနက်နဲ့လှမ်းပစ်ပြီးကဲလိုက်ပါတယ်သူမရဲ့ခန္ဓာကိုယ်နှစ်ပိုင်းပြန်ဆက်သွားပြီးဖြစ်ပြီးတက်ကိုပြန်တွေးလို့အံ့ဩသွားပါတယ်တက်ကတော့သူဟာဝန်ပလွေတကောင်လိုပဲသူမအတွက်ပြန်လာတာလို့ပြောပါတယ်တက်ကထွက်သွားခြင်းပေမဲ့တက်ကတော့ဗန်နဲ့သူ့အမေပြန်ဆုံနိုင်အောင်ခေါလတ်ကိုလွှတ်ပေးရမယ်လို့ဆိုပါတယ်ရုတ်တရက်အချက်ပေးတန်ထွက်လာပြီးတက်ဆာကတားရဲကြီးပါတယ်တင်မောကိုအမြန်လွှတ်ဖို့အမိန့်ပေးပါတယ်စစ်သားတစ်ဖွဲ့ကတက်ကိုတွေ့သွားပေမဲ့သူကပောက်ကွဲစေတဲ့လောက်ကောင်တွေကိုတုံးပြီးဆက်ရုပ်အားလုံးကိုတခါတည်းအပြည့်ရှင်းလိုက်ပါတယ်အဲ့ဒီနောက်မှာတော့တက်ဆာကတိုက်ခိုက်ရေးဝတ်စုံကြီးဝတ်ပြီးပေါ်လာပါတယ်တက်ရဲ့တင်မောကနေခိုးလာတဲ့လေစာနဲ့ပြစ်လို့တက်ရဲ့အက်ဆစ်လောက်ကောင်တည်သွားပါတယ်သူမကဝစ်စုံကြီးနဲ့အဆောက်အဦတွေကိုဖျက်ဆီးပြီးလှော့ဆက်ကြီးနဲ့တိုက်ခိုက်ပေမဲ့တက်ကအားလုံးကိုရှောင်နိုင်ပါတယ်တင်မောပုံမှာတော့လက်ကတားရဲကြီးကိုလှုပ်ဖို့ကြိုးစားပေမဲ့လှောင်ရင်ကပိတ်နေပါတယ်အဆောက်တယောက်လာတဲ့အခါသူမကထက်ဆအတန်နဲ့လိန်ပြောပေမဲ့မအောင်မြင်ပဲအဆောက်ရဲ့ခေါင်းကိုလှောင်အိမ်နဲ့ရိုက်ခွဲလိုက်ပါတယ်ပြီးတော့အဆောက်ရဲ့မျက်လုံးကိုတုံးပြီးတော့ကိုဖွင့်လိုက်ပါတယ်တိုက်ခိုက်မှုကြောင့်တက်တယောက်တက်ခွဲကန်းနဲ့လွတ်ဆင်သွားတဲ့အချိန်မှာဝစ်စုံရဲ့လက်ကြီးကသူ့ကိုဖိဖို့လုပ်ပါတယ်ဒါပေမဲ့အဲ့ဒီလက်ကိုနွယ်ပင်တွေကဖမ်းထားလိုက်ပါတယ်
ဓာတ်ကအပေါ်ကိုတက်ဖို့ကြိုးစားပေမဲ့တက်ဆက်ကသူ့ကိုလွှတ်ပစ်လိုက်တာကြောင့်သူကကွန်တိန်နာနောက်ွယ်မှာပုန်းနေပါတယ်တက်ဆက်ကကွန်တိန်နာကိုမလိုက်ပေမဲ့သူ့ကိုမတွေ့ပါဘူးတကယ်တော့သူကကွန်တိန်နာအပေါ်ကိုတက်သွားတာပါဓာတ်ကတက်ဆကိုခေါ်အုပ်ပြီးတိုက်ခိုက်ပေမဲ့သူမကအခန်းတကားကိုအမြန်ပိတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာခလတ်ပေါ်လာပြီးဝစ်စုံကြီးပေါ်ခုန်တက်ပါတယ်ထဲဆက်ကလွှတ်ဆက်နဲ့တာရဲကိုထိုးဆိုင်ပြီးမလိုက်ပါတယ်သူမအာယုံများနေတော့ဓာတ်ကဝစ်စုံရဲ့နောက်ကျောကိုတက်ပြီးကေဘယ်ကျိုးတွေကိုဆွဲဖြတ်လိုက်ပါတယ်ဓာတ်ဆက်ကခလတ်စီကိုလက်ပစ်ပုံးပစ်လိုက်ပေမဲ့ဓာတ်ခိကတန်ချောင်းနဲ့ရိုက်ထုတ်လိုက်တာကြောင့်ဘုံကဝစ်စုံရဲ့လက်မောင်းပေါ်မှာပောက်ကွဲပြီးအေးခဲသွားပါတယ်ဒါကြောင့်တာရဲကြီးလွတ်သွားပါတယ်တာရဲကြီးကသူ့ကိုယ်ထဲကလွှတ်ဆက်ကိုဆွဲထုတ်ပြီးဝစ်စုံကိုနှစ်ပိုင်းကွဲအောင်တိုက်ခိုက်လိုက်ပါတယ်ဝစ်စုံအပေါ်ပိုင်းပြုတ်ကျလာတဲ့အခါခေါလတ်ကထက်ဆက်ကိုဝါမျိုးလိုက်ပြီးအောင်ပွဲခံဟိန်းဟောက်ပါတယ်ဓာတ်တို့အဖွဲ့ပြန်ဆောင်ကြပြီးတာရဲကြီးကသူ့ကလေးကိုကြည့်နေတာကိုကြည့်ပြီးကြည်နူးနေကြပါတယ်ဓာတ်ကလည်းတာရဲကြီးကိုဂါရဝပြုတဲ့အနေနဲ့နဖူးချင်းတိုက်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်တာရဲကြီးဘိုက်ထဲကအေးခဲပုံးပေါက်ကွဲသွားပါတယ်တာရဲဘိုက်ထဲမှာအသက်ရှင်နေသေးတဲ့ဓာတ်ဆာကအပြက်စီးတွေကြားကထွက်လာပြီးတရားကိုတိုက်ခိုက်ဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာဓာတ်ကနောက်ကနေဓာတ်နဲ့ထိုးလိုက်လို့သူမတေသွားပါတော့တယ်သူကသူ့ရဲ့ကရိယာကိုပြန်ယူပြီးဘက်ကထက်ဆက်ရဲ့ခေါင်းကိုဆွဲဖြတ်လိုက်ပါတယ်အတန်ကြာတော့ဓာတ်ခါရီကိုပြန်သွားပြီးထက်ဆက်ရဲ့ခေါင်းကိုသူ့ဖေစီဆက်တပါတယ်နာကသူ့ကိုအရှက်ရစရာလိုပဲသဘောထားပြီးတက်ဖို့အဆောင်လုပ်လိုက်ပေမဲ့ဓာတ်ကအရင်ဆုံးတက်ပစ်လိုက်ပါတယ်အဲ့ဒီနောက်ကိုပြောက်ဝစ်စုံနဲ့ပုံနေတဲ့ကြွားကိုဓာတ်ကတင်မောအင်ဂျင်ကိုတုံးပြီးတဲမုန်တိုင်းဖန်တီးကရှာဖွေပါတယ်သူ့အဖေရဲ့ဒီနေရာကိုတီးသွားပြီးလက်ကိုဖျက်ချလိုက်ကလှောင်အိမ်နဲ့ဖမ်းလိုက်ပါတယ်ဓာတ်ကသူ့အဖေရဲ့အုတ်ထုပ်ကိုဓာတ်နဲ့စိုက်လိုက်တဲ့အခါဂျာကအုတ်ထုပ်ချုပ်ပြီးဓာတ်ကိုမျိုးနွယ်စုတွေပြန်ဝင်ဖို့ခွင့်ပြုပါတယ်ဒါပေမဲ့တက်ခက်ကသူ့မှာမျိုးနွယ်စုရှိပြီးသားလို့ပြောလိုက်ပြီးကြီးထွားလာတဲ့ဘက်ကဂျာရဲ့ခေါင်းကိုစပွဲတင်လိုက်ပါတယ်ဓာတ်ကသူ့ကိုဂုံပြူစကားပြောနေချိန်မှာဓာတ်ခက်ကသူ့အဖေရဲ့ဝတ်စုံကိုယူလိုက်ပါတယ်အဲ့ဒီအချိန်မှာနောက်ထပ်တင်မောတစ်စင်းရောက်လာပြီးဒါဟာသူ့အမေပဲလို့ဓာတ်ကပြောလိုက်ပါတော့တယ်ဒီလိုဗီဒီယိုမျိုးတွေထပ်ကြည့်ဖို့ subscribe လုပ်ထားကြပါဦးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်